ကောင်မလေးရဲ့ကျိုးနီလေးကရုတ်တရက်ပြုတ်ကျသွားတယ်ဗျာနောက်တစ်စက္ကန့်မှာပဲစစ်နက်ဖျားရဲ့လက်ကောက်ဝတ်ကိုတင်းတင်းကြပ်ကြပ်သွားပတ်မိတာပေါ့သူအောင်းငုံကြည့်လိုက်တော့မျက်နှာကချက်ချင်းကိုအေးဆက်သွားတာပါဘာလို့လဲဆိုတော့ဒီကျိုးနီလေးကတေချင်းတရားကိုချိတ်ဆက်ထားတဲ့ကျိုးနီလေးဖြစ်နေလို့လေဒီကျိုးနီလေးကိုဖျက်နိုင်ဖို့ကနီးလက်တစ်ခုပဲရှိတယ်နှစ်ယောက်ထဲကတစ်ယောက်ယောက်သေးမှပဲဒီကျိုးကပြတ်မှာပေါ့စစ်နက်ဖျားကသူ့သားကိုအသင့်ပြင်ပြီးမြောက်ကင်လိုက်တယ်ကောင်မလေးကလှည့်ပြီးထွက်ပြေးတာပေါ့လူလောကရေတွင်းသားအထိနောက်ဆုတ်ပြေးရင်းနဲ့မကတ်နဲ့လို့သတိပေးနေခဲ့တယ်ဒါပေမဲ့စစ်နက်ဖျားကရက်မသွားခဲ့ပါဘူးနောက်တစ်စက္ကန့်မှာပဲကောင်မလေးကချော်လဲပြီးရေတွင်းနဲ့တန်းပြီးပြုတ်ကျသွားခဲ့တယ်စစ်နက်ဖျားကတော့ဘာမှမူရာမှမပြပဲရေတွင်းပေးမှရက်နေခဲ့ပြီးတော့ခဏအကြာမှာထွက်သွားခဲ့တယ်ဗျာအဲ့ဒီရေတွင်းကပြက်နေတဲ့ရေတွင်းအဲ့လိုမျိုးကျသွားတာဆိုတော့မကောင်းတာပဲဖြစ်တော့မှာပေါ့သူထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲကျိုးနီလေးကပြန်ပေါ်လာပြီးသူ့လက်ကောက်ဝတ်ကိုပတ်လာပြန်ရောနောက်တစ်ဖက်ကတော့ရေတွင်းအောက်ခြေထိတန်းပြီးဆင်းသွားတာပေါ့ကျိုးနီလေးကရုတ်တရက်တင်းကနေဖြစ်သွားတယ်စစ်နက်ဖျားလဲရေတွင်းထဲကိုဆွဲချခံလိုက်ရတာပေါ့ဗျာကောင်မလေးနိုးလာတဲ့အခါမှာတော့သူကလူလောကကိုရောက်နေပြီလေသူမအောက်ငုံကြည့်လိုက်တော့သူ့လက်ကခြေသေးသေးလေးဖြစ်နေတာကိုတွေ့လိုက်ရတယ်သူမကကြားကလေးတစ်ကောင်ဖြစ်နေတာပေါ့သူမဘာမှမလုပ်ရသေးခင်မှာပဲတောဝက်တစ်ကောင်ကသူ့ရှိကိုရောက်လာတယ်သူမနေရာမှာတင်ရေမုံမိသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီတောဝက်ကစစ်နက်ဖျားဖြစ်နေလို့လေစစ်နက်ဖျားကတော့မျက်နှာပြက်နဲ့နောက်တစ်ချိန်ပြန်လက်စားချိန်မှာကြောက်လို့ထွက်ပြေးဖို့ပြင်လိုက်တယ်ကောင်မလေးကလည်းသူ့နောက်ကိုအပြေးလိုက်သွားတာပေါ့အင်အားကြီးမားတဲ့စစ်နက်ဖျားကလူလောကရဲ့တောဝက်တစ်ကောင်ဖြစ်သွားရရှာပြီ